အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့စာပြမှာတော့ခရမ်းချင်တဲ့ငပိချက်ရဲ့ဆိုတော့ကျွန်တော်ဖွင့်ချက်ထားပါဘူးဒါတော့တိုးစရာပေါ့နော်ဆက်လက်ရွယ်ရဲ့တခွားသီးရဲ့ဒါကတော့စက်သားလုံးကြော်ဒါကတော့မုံလောင်းတွေကိုကြော်ထားတာဖြစ်ပါတယ်ပြီးရခါကျရင်ဘယ်လိုကျွန်တော်ဘယ်လိုစားမလဲဆိုတော့ဗျာအခုဆိုရင်ဒါခရမ်းချင်တဲ့ငပိချက်ပေါ့နော်ဆက်ဆက်လေးချက်ထားတာအဲ့ဒါမှကျွန်တော်ဒီငရုတ်သီးမှုန့်နဲ့ဒီခရမ်းချင်တဲ့ငပိချက်ထည့်ပြီးတော့ဒီငတိမုံလေးဖြိုးပြီးတော့စားကြည့်မယ်ပေါ့နော်ကျွန်တော် line မှာလာမသိဘူးတွေးလိုက်တာပေါ့နော်အဲ့လိုစားအရန်စားလို့ကောင်းတယ်ဆိုလို့ပါစားကြည့်ကြည့်မယ်ပေါ့နော်ကျွန်တော်လက်ဆေးထားကြပါရနော်ထည့်ပြီးပြီးရင်ဒါတော့ငတိမုံမှာအိုးညောင်းလိုက်တယ်โอเคစားကြပါဦးတော်ကောင်းတော်ကောင်းအဲ့ဟင်းတော့မလို့ဂျားနေကြော်စားလို့ကောင်းโอเคကောင်းတယ်ကိုချက်ကိုကောင်းရှင်တယ်ခင်းနေငယ်ပြီးချက်တကယ်ကိုကြိုက်သွားပြီဗျာဒီလားဘိုက်တွေကမှမစင်းနေစတော့မဲညာပါလေမီငါနဲ့လေကွာဒီခေါက်စားလို့အကောင်းဆုံးဖြတ်ကြည့်မယ်ဗျာတော့ဆုံးတက်လို့နေရမလားလို့မရလားရန်စားလို့ကောင်းပါတယ်ကောင်းပါပြီကျွန်တော်ဆိုဒီမှာလက်ချက်စားကြည့်ကြပါရန်စားလို့ကောင်းပါတယ်ဆောင်းလို့မျိုးဒီခဲနေငပိချက်ရယ်အဲဒီငရုတ်သီးမုံလေးရဖြိုးပြီးနေစားကြည့်ပါအရန်စားလို့ကောင်းပါတယ်အရန်ထမင်းမိန်ပါတယ်ဆိုတော့နောက်တော့လေးတိုင်းပြည့်တွေ့ကြပါမယ်ဘိုင်ဘိုင်